အမျိုးသမီးတစ်ယောက်ဟာသူ့ရဲ့ဇပွဲမှာထိုင်ရင်းအီးမေးလ်တစ်စောင်ကိုဖွင့်လိုက်ပါတယ်။သူကစာကြောင်းတစ်ကြောင်းကိုရိုက်လိုက်ခဏနားပြီးပြန်ဖြတ်လိုက်နောက်ထပ်စာကြောင်းတစ်ကြောင်းကိုထပ်ရိုက်ကြည့်လိုက်အဲ့ဒါကိုလည်းစိတ်တိုင်းမကျလို့ပြန်ဖြတ်လိုက်နဲ့အတော်လေးတုန်ဆိုင်နေခဲ့တာပါ။နောက်ဆုံးမှာတော့သူကဟုတ်ကဲ့အဆင်ပြေပါတယ်ဆိုတဲ့စကားလုံးလေးကိုပဲရိုက်နှိပ်ပြီးပို့လိုက်ပါတော့တယ်။ဒီလိုလုပ်ဖို့သူ့ကိုဘသူကမှအတင်းကျပ်မခိုင်းစေခဲ့သလိုချင်းချောက်တာမျိုးဒါမှမဟုတ်ဘာရေးရမလဲဆိုတာကိုလာပြီးညွှန်ကြားတာမျိုးလည်းမရှိခဲ့ပါဘူး။တကယ်လို့သူ့ကိုဘာလို့ဒီစကားလုံးတွေကိုပဲရွေးချယ်ခဲ့တာလဲလို့သွားမိမယ်ဆိုရင်သူကဒါကိုပြောဖို့အကောင်းဆုံးဖြစ်မယ်လို့ထင်လို့ပါလို့ပဲရိုးရိုးရှင်းရှင်းဖြေပါလိမ့်မယ်။အခုဒီလိုအခြေအနေမျိုးထပ်ခါတလဲလဲဖြစ်လာတယ်လို့မြင်အောင်ကြည့်လိုက်ပါ။ဒီနေရာမှာကိုယ့်ရဲ့ယူသားမှုကနည်းနည်းလေးလျော့သွားမယ်။ဟိုနေရာမှာတော့ပိုပြီးသတိထားပြောဆိုလာရမယ်။တစုံတစ်ယောက်စစ်ပြတ်သွားမှစိုးရိမ်လို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းလဲလိုက်ရမယ်။ဒါမှမဟုတ်တယောက်ယောက်စိတ်ဆိုးသွားမှကြောက်လို့ငင်းလိုက်ရင်အခြေအနေတွေတင်းမာကုန်မှစိုးလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ကိုယ့်ရဲ့ဆန္ဒတွေကိုပြုပြင်ပြောင်းလဲလာရတတ်ပါတယ်။နောက်ဆုံးမှာတော့အခြေအနေတွေကထူးဆန်းတဲ့ဘက်ကိုရောက်သွားပါတော့တယ်။အဲ့ဒီခါမှာသင်ဟာကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုကိုယ်တိုင်ချနေတုံးပဲလို့ထင်ရပေမဲ့တခုခုကိုမဆုံးဖြတ်ခင်မှာတစ်ဖက်သူရဲ့တုံ့ပြန်မှုကိုကြိုတင်ပြီးတွက်ချက်နေမိပါပြီ။သူတို့သဘောတူပါမလားစိတ်ဆိုးသွားမလားသူတို့ရဲ့ထောက်ပံ့မှုတွေကိုရုပ်သိမ်းသွားမလားဒါမှမဟုတ်ငါ့ကိုအထင်များသေးသွားမလားဆိုတဲ့အတွေးတွေကတင့်ကိုလွှမ်းမိုးလာပါတယ်။ဒီလိုနဲ့သင်ဟာကိုယ့်ကိုယ်ကိုပြုပြင်ပြောင်းလဲလာရတာဟာတစုံတစ်ယောက်ကအမိန့်ပေးခိုင်းစေလို့မဟုတ်ပဲအဲ့ဒီလိုမလုပ်ရင်ဘာတွေဖြစ်လာမလဲဆိုတာကိုသင်ကိုယ်တိုင်သင်ခန်းစာရသွားတာကြောင့်ပဲဖြစ်ပါတယ်။ဒါဟာလွှမ်းမိုးချုပ်ကင်မှုရဲ့သတိထားမိဖို့အခက်အခဲဆုံးအပိုင်းပါပဲ။ဘာလို့လဲဆိုတော့အပြစ်ထန်ဆုံးသောလွှမ်းမိုးမှုတွေဟာအမိန့်ပေးစိတ်ခိုင်းတဲ့တွေလို့မဟုတ်ပဲတခါတလေမှာကိုယ်တိုင်လွတ်လပ်စွာချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေလိုမျိုးထင်မှတ်မှားအောင်ဖန်တီးထားလို့ပါလွှမ်းမိုးမှုနဲ့ထိန်းချုပ်မှုဆိုတာမတူညီပါဘူးလွှမ်းမိုးမှုဆိုတာကျွန်တော်တို့ပတ်ဝန်းကျင်မှာနေရာတိုင်းမှာရှိနေတတ်တဲ့သဘာဝတစ်ခုပါဥပမာအားဖြင့်တငယ်ချင်းတစ်ယောက်ကစားတော့ဆိုင်ကောင်းကောင်းတစ်ခုကိုလမ်းညွှန်တာမျိုးမန်နေဂျာတစ်ယောက်ကဝန်ထမ်းတစ်ယောက်ကိုအရေးကြီးတဲ့တာဝန်တစ်ခုယူဖို့တိုက်တွန်းတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့လက်တွဲပေါ်ကအစီအစဉ်တစ်ခုကိုပြောင်းလဲဖို့ပြောတာမျိုးနဲ့မိဘတွေကအကြံဉာဏ်ပေးတာမျိုးတွေဟာလွှမ်းမိုးမှုရဲ့ပြရုပ်တွေပါပဲဒီလိုမျိုးတူးနဲ့တူအကြံပေးတိုက်တွန်းတာတွေဟာလူသားချင်းချင်းအမြဲတမ်းဖြစ်ပျက်နေတဲ့ကိစ္စတွေဖြစ်လို့ဒါကိုမတမာတဲ့နီလန်းနဲ့လှည့်စားချုပ်ကင်တာ manipulation လို့တရားသေးသတ်မှတ်လို့မရပါဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုပြန်မေးရမယ့်မေးခွန်းကတယောက်ယောက်ကငါ့အပေါ်လွှမ်းမိုးနေသလားဆိုတာထက်ငါမှတခြားနီလန်းကိုရွေးချယ်ပိုင်ခွင့်ကိုရှိသေးရဲ့လားဆိုတာပဲဖြစ်တင်ပါတယ်ဒီလိုခွဲခြားသိမြင်ဖို့ကအရန်ကိုအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျမ်းမာတဲ့လွှမ်းမိုးမှုမျိုးဟာလူတစ်ယောက်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကိုမထိခိုက်စေဘဲတစ်ဖက်သူပြောတာကိုနားထောင်နိုင်တယ်လို့ကိုယ်နဲ့သဘောမတူရင်လည်းလွတ်လပ်စွာညှင်းပယ်နိုင်ခွင့်ဒါမှမဟုတ်ကိုယ်စိတ်ကြိုက်ပြန်ပြောင်းလဲနိုင်ခွင့်တွေကိုအပြည့်အဝပေးထားလို့ပါပဲဒါပေမဲ့စိတ်ပူစရာကောင်းတဲ့လွှမ်းမိုးမှုမျိုးကတော့ကိုယ်မှလွတ်လပ်ခွင့်ရှိနေသေးတယ်လို့ထင်နေရပေမဲ့တကယ်တမ်းမှာတော့ကိုယ်ရွေးချယ်နိုင်တဲ့လမ်းစာတွေကတဖြည်းဖြည်းကျဉ်းမြောင်းလာတာမျိုးဖြစ်ပါတယ်သင်ဟာကိုယ်တိုင်ဆုံးဖြတ်ချက်ချနေတုံးပဲလို့ယုံကြည်နေပေမဲ့တကယ်တမ်းလက်တွေ့မှာတော့တခြားတစ်ယောက်ကစနစ်တကျသတ်မှတ်ပေးထားတဲ့ဘောင်တစ်ခုထဲမှာပဲရုံးမထွက်နိုင်ပဲရွေးချယ်နေရတယ်လို့ဖြစ်နေတတ်ပါတယ်ပထမဆုံးအပြောင်းလဲကုညီယာကနေမိခိုယာတို့ Robert Greene ရဲ့ Law 11ကတော့အတော်လေးကိုပြတ်သားပါတယ်အဲ့ဒါကကိုယ့်ပုံမှာတခြားသူတွေမိခိုနေအောင်သင်ယူပါဆိုတာပါပဲ Robert Greene ကတခြားသူတွေရဲ့မိခိုအားထားမှုကိုရယူနိုင်တာဟာအာဏာတိဆောက်တဲ့နည်းလမ်းတစ်ခုလို့ဖော်ပြခဲ့ပါတယ်ဒါပေမဲ့ဒီသဘောတရားဟာကျွန်တော်တို့ရဲ့နေ့စဉ်လူမှုဘဝတွေကိုရောက်လာတဲ့အခါမှာတော့ပုံစံတစ်မျိုးပြောင်းသွားတတ်ပါတယ်။ဝန်ထမ်းသစ်တစ်ယောက်ကုမ္ပဏီကိုစရောက်လာတဲ့အချိန်ကိုမြင်အောင်ကြည့်လိုက်ပါ။အစပိုင်းမှာတော့သူ့ရဲ့မန်နေဂျာကတကယ့်ကိုစေရနာပါပါနဲ့ကူညီပေးတယ်။လုပ်ငန်းငယ်စနစ်တွေကိုတင်ပြပေးသလိုမေးသမျှကိုလည်းဖြေပေးပါတယ်။တခုခုလိုရင်ငါစီလာခဲ့လို့ပြောတတ်တဲ့သူ့ရဲ့အပြုအမူကတကယ့်ကိုဖေးမကူညီရာရောက်ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှအဲ့ဒီဝန်ထမ်းဟာကိုယ်တိုင်တင်ယူရမယ့်အရာအချို့ကိုမတင်ယူတော့ဘဲရပ်တန့်သွားတတ်ပါတယ်။ဘာလို့လဲဆိုတော့မန်နေဂျာကအရေးကြီးတဲ့အချက်လက်အချို့ကိုသူ့လက်ထဲမှာပဲစုပ်ကင်ထားလို့ပါ။ခက်ခဲတဲ့ client တယောက်နဲ့ဘယ်လိုဆက်ဆံရမလဲ။လုပ်ငန်းခွင်တွေကတရားမဝင်တဲ့စီးမြင်တွေကဘာလဲ။ဒါမှမဟုတ်ပြဿနာအချို့ကိုဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကိုမန်နေဂျာတယောက်ထဲကပဲသိနေတဲ့အခါမှာတော့ဝန်ထမ်းဟာဒါကိုဘယ်လိုလုပ်ရမလဲသင်ပေးပါလို့မေးရကနေဒါကိုပဲကင်တွယ်ပေးပါတော့ဆိုတဲ့အခြေအနေကိုတဖြည်းဖြည်းရောက်သွားပါတော့တယ်။ဒီလိုအခြေအနေမှာအဲ့ဒီဝန်ထမ်းအနေနဲ့မန်နေဂျာနဲ့သဘောထားကွဲလဲဖို့ဒါမှမဟုတ်သူ့စီကနေထွက်ခွာသွားဖို့ဆိုတာတကယ့်ကိုကြီးမားတဲ့ယင်းနှီးပေးဆက်မှုတစ်ခုလိုခံစားလာရပါတယ်။ဒါမန်နေဂျာကသူ့ကိုချင်းချောက်နေလို့မဟုတ်ပဲ
သူ့ရဲ့အကူအညီမပါဘဲအလုပ်တွေရှေ့ဆက်ဖို့ခက်ခဲသွားတာကြောင့်ပဲဖြစ်ပါတယ်။ဒါကိုပဲမိခိုမှု dependency လို့ခေါ်တာဖြစ်ပြီးအဲ့ဒီလိုမိခိုမှုကနေတဆင့်တစ်ဖက်သူအပေါ်အာဏာတက်ရောက်မှုရှိလာတာပါ။ဒါပေမဲ့မိခိုနေရတိုင်းလဲဒါဟာလှည့်စားချုပ်ကင်မှု manipulation တော့တရသေးပြောလို့မရပါဘူး။ဆရာကောင်းတစ်ယောက်ဆိုတာတင့်ကိုပို့ပြီးအရေးချင်းရှိလာအောင်လုပ်ပေးတတ်တယ်လို့မန်နေဂျာကောင်းတစ်ယောက်ဆိုတာလဲသူ့ရဲ့ကြီးကြပ်မှုမပါဘဲအလုပ်လုပ်နိုင်တဲ့အထိတပည့်တွေကိုမြေတောင်မြောက်ပေးတတ်ပါတယ်။ကျမ်းမာတဲ့ပတ်သက်မှုတိုင်းမှာလူတူးချင်းစီရဲ့ကိုယ်ပိုင်ရည်ချင်းကိုတန်ဖိုးထားကြပါတယ်။တတိထားရမယ့်အချက်ကတော့တစုံတစ်ယောက်ရဲ့အကူအညီကတင့်ကိုပို့ပြီးတန်မာလာစေသလားဒါမှမဟုတ်သူတို့မရှိရင်ဘာမှလုပ်လို့မရတဲ့အထိအားနည်းသွားစေသလားဆိုတာပါပဲ။ဒီမိကွန်းရဲ့အဖြေဟာလုပ်ငန်းခွင်မှာနေမကဘဲတခြားသောလူမှုဆက်ဆံရေးနယ်ပယ်အားလုံးမှာလည်းအလွန်အရေးကြီးလှပါတယ်။ဒုတိယမြောက်အပြောင်းလဲရည်ရွယ်ချက်တွေပျောက်ကွယ်သွားတဲ့အခါ Robert Greene ရဲ့ Law 3ကတော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားပါဆိုတာပဲဖြစ်ပါတယ်။ Robert Greene ရဲ့အဆိုအရလူတွေဟာကိုယ်ပါကိုရည်မှန်းပြီးလှုပ်ဆောင်နေတယ်ဆိုတာကိုမသိနိုင်တဲ့အခါသူတို့ဘက်ကနေခုခံဖို့ဒါမှမဟုတ်ပြင်ဆင်ဖို့အခွင့်အရေးမရှိတော့ဘူးလို့ဆိုပါတယ်။ဥပမာအားဖြင့်ဝန်ထမ်းတစ်ယောက်ကိုအချိန်ပိုဆင်းစေခြင်းနဲ့မန်နေဂျာတစ်ယောက်ရဲ့ပြောဆိုပုံကိုကြည့်ကြည့်ပါ။သူကမင်းကိုအချိန်ပိုဆင်းစေခြင်းတယ်လို့တိုက်ရိုက်ပြောမဲ့အစားဒီ project ကိုတကယ်နားလေတာမင်းတစ်ယောက်ပဲရှိရဲဆိုပြီးစကားချီတတ်ပါတယ်။ပြီးတဲ့အခါမှာတော့လူတိုင်းမှာလှုပ်ပြင်ပတာဝန်တွေရှိမယ်ဆိုတာငါနားလေပါတယ်။ဒါပေမဲ့ client ကငါတို့အဖွဲ့ရဲ့စူးစမ်းအားထုတ်မှုကိုတန်တရားမဝင်စေခြင်းဘူးလို့ဆက်ပြောပြီးနောက်ဆုံးမှာတော့ဒါကတော့မင်းရဲ့သဘောပါပဲမင်းဘာသာပဲဆုံးဖြတ်ပါလို့ဆိုလာပါလိမ့်မယ်ဒီနေရာမှာဤပညာအရကြည့်မယ်ဆိုရင်ဆုံးဖြတ်ပိုင်ခွင့်ကတင့်လက်ထဲမှာပဲရှိနေပါသေးတယ်ဒါပေမဲ့သတိထားကြည့်ရင်အပြောင်းလဲတစ်ခုဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ရွေးချယ်စရာတွေကတော့ရှိနေတုန်းပဲဖြစ်ပေမဲ့အဲ့ဒီရွေးချယ်မှုတွေပေါ်ထားရှိတဲ့စိတ်ခံစားမှုဆိုင်ရာအဓိပ္ပာယ်တွေကတော့မတူတော့ပါဘူးအချိန်ပိုဆင်းရင်အလုပ်ပေါ်တာဝန်ကျတဲ့သူဖြစ်သွားပြီးအချိန်မှန်ပြန်သွားရင်တော့တာဝန်မသိတဲ့သူဖြစ်သွားနိုင်တယ်လို့ခန်းစားရစေပါတယ်။ဆိုလိုတာကတစ်ဖက်သူဟာတင့်ရဲ့ရွေးချယ်ခွင့်တွေကိုပိတ်ပင်လိုက်တာမဟုတ်ဘဲရွေးချယ်စရာတစ်ခုကိုကျင့်ဝတ်အရာဖြစ်စေစိတ်ခံစားမှုအရာဖြစ်စေလူမှုရေးအရာဖြစ်စေပို့ပြီးရင်းနှီးပေးဆက်ရတဲ့အရာဖြစ်အောင်ပရိယေနဲ့ပုံဖော်လိုက်တာပါ။ဒါကိုပဲအချိန်တစ်ခုကိုပုံသွင်းယူခြင်း framing ရဲ့စွမ်းအားလို့ခေါ်ပါတယ်။အချိန်တွေကိုပုံဖော်လိုက်ခြင်းကဆုံးဖြတ်ချက်အပေါ်တက်ရောက်မှုရှိတဲ့အခါအခုပြောပြမယ့်မိကုန်းတစ်ခုကိုရှင်းကြည့်လိုက်ရင်အခြေအနေတစ်ခုကိုဘယ်လိုပုံဖော်သလဲဆိုတာကဘလောက်အရေးကြီးလဲဆိုတာကိုသိသာစေပါတယ်။ပထမမိကုန်းကမင်းငါကိုကူညီခြင်းလားဆိုတာမျိုးဖြစ်ပြီးဒုတိယမိကုန်းကတော့ငါတကယ်အကူအညီလိုနေတဲ့အချိန်မှာငါ့ကိုတယောက်တည်းပြစ်ထားခဲ့မဲ့တငယ်ချင်းမျိုးမင်းဖြစ်ချင်လားဆိုတာမျိုးပါ။တကယ်တော့ဒီမိကုန်းတစ်ခုစလုံးဟာတူညီတဲ့အကူအညီတောင်းခံမှုကိုပဲဆိုလိုတာဖြစ်ပေမဲ့စိတ်ပညာအရကြည့်မယ်ဆိုရင်တော့လုံးဝကိုကွဲပြားသွားပါပြီ။ဘာလို့လဲဆိုတော့ဒုတိယမိကုန်းဟာတင့်ရဲ့အဖြေပေါ်မှာတင်ဟာဘလို့လူမျိုးလဲဆိုတဲ့ကိုရီကိုသွေး identity ကိုပါတဘာတည်းတွဲချိတ်လိုက်လို့ပဲဖြစ်ပါတယ်။အခုဆိုရင်မလုပ်ပေးနိုင်ဘူးလို့ညင်းလိုက်တာဟာရိုးရိုးရှင်းရှင်းငါဒါကိုမလုပ်ချင်ဘူးလို့အဓိပ္ပာယ်ရတာမျိုးမဟုတ်တော့ပဲငါဟာတငယ်ချင်းကောင်းတစ်ယောက်မဟုတ်ဘူးပဲဆိုတဲ့စိတ်မသက်မသာဖြစ်မှုမျိုးကိုပါခံစားရစေပါတယ်။ဒါကိုပဲစိတ်ခံစားမှုနဲ့အသာစီးယူချုပ်ကင်တဲ့နီလန် emotional leverage လို့ခေါ်တာပါ။တစ်ဖက်သူဟာတင့်ရဲ့ရွေးချယ်ခွင့်ကိုဓာတ်ရိုက်ပိတ်ပင်လိုက်တာမဟုတ်ပေမဲ့တင်ညင်းပယ်လိုက်တဲ့အခါမှာခံစားရမယ့်အဓိပ္ပာယ်ကိုလိမ္မာပါးနဲ့စွာပြောင်းလဲပစ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လဲထိန်းချုပ်ချုပ်ကင်မှု control ဆိုတာတတိမထားမိနိုင်လောက်အောင်မမြင်ရပဲဖြစ်နေတတ်တာပါ။တဲ့အနေနဲ့ညင်းပိုင်ခွင့်ရှိနေသေးတယ်ဆိုပေမဲ့အဲ့ဒီလိုညင်းလိုက်ဖို့ကငါမလုပ်တဲ့အရာတစ်ခုကိုလုပ်နေရလားဆိုတဲ့ခံစားချက်မျိုးဖြစ်အောင်ဖန်တီးခံလိုက်ရတာကြောင့်ပဲဖြစ်ပါတယ်။တတိယမြောက်အပြောင်းလဲကျေးဇူးတရားကအကျွေးဖြစ်လာတဲ့အခါ Robert Greene ရဲ့ Law 12မှာတော့ကိုယ့်ရဲ့ပြစ်မှတ်ကိုအားလျော့သွားအောင်ဟန်ဆောင်ရိုးသားမှုနဲ့ရရောမှုကိုအသုံးချပါလို့ဆိုထားပါတယ်။ Robert Greene ရဲ့အဆိုအရရရောပြတာဒါမှမဟုတ်ရိုးသားတဲ့အောင်ပြုမှုတာတွေဟာတစ်ဖက်သူရဲ့ခုခံမှုကိုရော့ကျသွားစေပြီးလွှမ်းမိုးမှုအတွက်လမ်းစာဖော်ပေးတာပဲဖြစ်ပါတယ်။တကယ်တော့ရရောမှုတိုင်းကမကောင်းတဲ့ရည်ရွယ်ချက်ရှိတယ်လို့မဆိုလိုပါဘူး။လက်ဆောင်တစ်ခုကလက်ဆောင်သက်သက်ပဲဖြစ်နိုင်တယ်လို့ကုညီမှုတစ်ခုကလည်းစေရီနာသက်သက်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့အဓိကမေးရမှာကအဲ့ဒီနောက်ပိုင်းမှာဘာတွေဖြစ်လာသလဲဆိုတာပါပဲ။တင်ခက်ခဲဖြစ်နေချိန်မှာတစုံတစ်ယောက်ကကူညီပေးခဲ့တယ်လို့မြင်အောင်ကြည့်လိုက်ပါ။လာအနေငယ်ကြားတဲ့အခါသူတို့ကတင့်အတွက်စိတ်နှောက်ယှက်ဖြစ်စရာတစ်ခုခုကိုပြန်လုပ်ပေးဖို့တောင်းဆိုလာပါတယ်။တင်ကချက်ချင်းမလုပ်ပေးဘဲဝေခွဲမရဖြစ်နေတဲ့အခါမှာတော့ငါမင်းအတွက်ဘလောက်တောင်လုပ်ပေးခဲ့ရတယ်လဲဆိုတာစဉ်းစားအောင်လေဆိုတဲ့စကားလုံးမျိုးထွက်လာတတ်ပါတယ်
အဲ့ဒီခါမှာသူတို့ရင်ကပေးခဲ့တဲ့စေနာတွေဟာတင့်ကိုအကြက်ကင်ဖို့အတွက်အသုံးချကံ leverage ဖြစ်သွားပါတော့တယ်။ဒါဟာ law 40မှာဖော်ပြထားတဲ့အခမဲ့ရတဲ့အရာတွေကိုသတိထားပါဆိုတဲ့အချက်နဲ့လည်းဆက်နေပါတယ်။ Robert Greene ကအခမဲ့ရတဲ့အရာတွေရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့ဝတ္တရားတွေပါလာတတ်ပြီးကိုလန်းကိုလျှောက်တာကိုစိတ်ကိုရှင်းတာကသာကျေးဇူးတင်ရှိမှုအပြစ်ရှိမှုတို့လိုခံစားရမှုနဲ့အကျွေးတင်မှုတွေကနေကာကွယ်ပေးနိုင်တယ်လို့သတိပေးထားပါတယ်။ဒါကြောင့်ဘာကုမှလက်မခံနဲ့လို့ဆိုလိုတာမဟုတ်ဘဲတစုံတစ်ယောက်ရဲ့ရေရောမှုကကိုယ့်ရဲ့အနာဂတ်အပြုတ်မှုတွေပေါ်တောင်းဆိုချက်တွေတိတ်တဆိတ်ဖြစ်လာသလားဆိုတာကိုသတိထားဖို့ပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အထက်ရောက်ဆုံးသောဖိအားပေးမှုဆိုတာဒါကိုမင်းလုပ်ကိုလုပ်ရမယ်လို့အမိန့်ပေးတာမျိုးမဟုတ်ဘဲငါမင်းအတွက်ဒါတွေအကုန်လုပ်ပေးခဲ့တာတော့မင်းကဒါလေးတောင်ပြန်မလုပ်ပေးဘူးလားဆိုတဲ့ခံစားချက်မျိုးဖြစ်အောင်ဖန်တီးလိုက်လို့ပဲဖြစ်လို့ပါမမြင်ရတဲ့စည်ရင်းစာအုပ်လူမှုဆက်ဆံရေးတစ်ခုမှာတစ်ဖက်သူကကိုယ့်အပေါ်မှာမမြင်ရတဲ့စည်ရင်းစာအုပ်လေးတစ်အုပ် invisible ledger ကိုကင်ထားတတ်တာမျိုးကိုစဉ်းစားကြည့်ပါသူတို့ကညစာဖို့ရှင်းပေးခဲ့တာကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာကူညီပေးခဲ့တာအရေးကြီးတဲ့သူတွေနဲ့မိတ်ဆက်ပေးခဲ့တာမျိုးတွေအပြင်ကိုယ်အကူအညီလိုအပ်နေတဲ့အချိန်တိုင်းမှာလည်းဘေးနားမှာအမြဲတမ်းရှိနေပေးခဲ့တာမျိုးပေါ့အချိန်ကြာလာတဲ့နဲ့အမျှတစ်ဖက်သူတွေမကပဲတင်ကိုယ်တိုင်လည်းအဲ့ဒီစင်းတွေကိုမသိစိတ်ထဲမှာလိုက်မှတ်မိနေတတ်ပါတယ်သူတို့ကငါ့ကိုဒါတွေပေးခဲ့တာပဲအဲ့ဒီတော့ငါကသူတို့ကိုဒါမျိုးလေးတော့ပြန်လုပ်ပေးဖို့အကျွေးတင်နေပြီဒါမှမဟုတ်သူတို့ကငါ့အတွက်အများကြီးအနစ်နာခံထားတာပဲငါမှသူတို့ကိုညှင်းပယ်ပိုင်ခွင့်မရှိတော့ပါဘူးဆိုတဲ့အတွေးမျိုးတွေစောင့်ဝင်လာပါတော့တယ်အရင်ကသူတို့ကူညီပေးခဲ့တာတွေကိုပြန်တွေးပြီးအခုချိန်မှာသူတို့ကိုစိတ်မပြတ်စေသင့်ဘူးလို့ကိုယ့်ဘာသာဆုံးဖြတ်ချက်တွေချလာရပါတယ်တကယ်တမ်းမှာတော့တစ်ဖက်သူကတစ်စီကနေဘာတစ်ခုမှဓာတ်ရိုက်တောင်းဆိုစေရတော့မလိုတော့ပါဘူးဘာလို့လဲဆိုတော့တင်ကိုယ်တိုင်ကပဲအဲ့ဒီကျေးဇူးတရားတွေကိုစည်ရင်းအိမ်တွေတွက်ချက်ပြီးကိုပြန်ပြီးထိမ့်ချုပ်နေလို့ပါပဲဒါဟာကျေးဇူးတရားနဲ့တာဝန်ဝတ္တရား obligation တွေရဲ့အားကောင်းတဲ့စွမ်းအားတွေဖြစ်ပြီးအပြစ်မှန်းကလာတဲ့ဖိအားတွေထက်ကိုယ်အုံနောက်ထဲမှာတွင်စတင်နေတဲ့ဖိအားတွေကပိုပြီးတော့တောင်ထိရောက်လွန်းလာပါတယ်တစ်ဖက်သူကဘာမှမခိုင်းစေဘဲနဲ့တင်ကိုယ်တိုင်ကသာသူတို့ရဲ့စိတ်ကျေနပ်မှုကိုလိုက်ပြီးဖြည့်ဆည်းပေးနေရတဲ့အနေအထားမျိုးဖြစ်သွားပါတော့တယ်စတုထမြောက်အပြောင်းလဲအားနည်းချက်ကိုရှာဖွေခြင်း Robert Greene ရဲ့ Law 33မှာတော့ဒီလိုမျိုးထိန်းချုပ်တဲ့နည်းလမ်းကိုလူတိုင်းရဲ့အားနည်းချက် thumb screw ကိုရှာဖွေပါလို့အမည်ပေးထားပါတယ်။ Greene က thumb screw ဆိုတာကိုလူတစ်ယောက်ချင်းစီရဲ့စိတ်ထဲမှာရှိနေတတ်တဲ့အားနည်းချက်လုံခြုံမှုမရှိတဲ့ခံစားချက်လိုအပ်ချက်ဒါမှမဟုတ်စိတ်ခံစားမှုဆိုင်ရာအားနည်းတဲ့အချက်တွေဖြစ်ပြီးတစ်ဖက်သူကအဲ့ဒါကိုရှာဖွေပြီးအသုံးချတာလို့ဖော်ပြထားပါတယ်။လူတိုင်းရဲ့အားနည်းချက်တွေကလည်းတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။တစ်ယောက်ကညှင်းပယ်ခံရမှာကိုကြောက်နေတတ်သလိုနောက်တစ်ယောက်ကကြာရှုံးမှာကိုစိုးရိမ်တာတချို့ကတော့တပားသူရဲ့အတိမတ်ပြုမှုကိုအသေးအံလူလာတာမျိုးတွေရှိတတ်ကြပါတယ်။တချို့ကပြိပခဖြစ်မှာကိုမခံစားနိုင်ကြသလိုတချို့ကလည်းကိုဟာအစားထိုးမရအောင်အရေးပါတယ်လို့ခံစားရမှဒေတာထိုင်တာရှိတတ်ကြပြီးတချို့ကတော့အထင်လွဲခံရမှာကိုအသေးလဲကြောက်နေတတ်ကြပါတယ်။တကယ်ကျွမ်းကျင်တဲ့လွှမ်းမိုးချုပ်ကင်သူ influencer တယောက်ဟာတင့်ကိုအတင်းကျပ်ဖိအားပေးနေမှာမဟုတ်ပဲဘလို့ဖိအားမျိုးပေးရင်တင့်ကိုအလုပ်ဖြစ်စေမလဲဆိုတဲ့အားနည်းချက်ကိုပဲအကွက်ချပြီးရှာဖွေတတ်ကြပါတယ်။ဥပမာအားဖြင့်အတိအမှတ်ပြုခံရဖို့အရန်လိုလားတဲ့ဝန်ထမ်းတစ်ယောက်ရဲ့အခြေအနေကိုကြည့်ရင်သူ့ရဲ့မန်နေဂျာကဒီအချက်ကိုသိသွားတဲ့အခါအဲ့ဒီဝန်ထမ်းတစ်ခုခုလှုပ်ဖို့ဝေခွဲမရဖြစ်နေတိုင်းမှာမင်းကငါတကယ်ယုံကြည်အားကိုးရတဲ့လူနည်းစုတွေကတယောက်ပါဆိုတဲ့စကားလုံးမျိုးနဲ့သူ့ကိုမြှောက်ပင့်လိုက်ပါတယ်။အဲ့ဒီခါမှာဝန်ထမ်းကကိုတန်မိုးရှိတယ်လို့ခံစားရပြီးအလုပ်ကိုလက်ခံလိုက်ပါတော့တယ်။ဒါမျိုးကတခါတည်းမကပဲထက်ကတလေလေဖြစ်လာတဲ့အခါမှာတော့အဲ့ဒီဝန်ထမ်းဟာပေးရတဲ့အလုပ်ကိုပဲအာရုံစိုက်တာမဟုတ်တော့ပဲယုံကြည်ခံရသူဆိုတဲ့ဂုဏ်ပုဒ်ကိုဆက်ထိန်ထားခြင်းနဲ့စိတ်ဆန္ဒကြောင့်အရာရာကိုလှုပ်ဆောင်လာပါတော့တယ်။တကယ်တမ်းမှာသူဟာအလုပ်ရဲ့လိုအပ်ချက်ကြောင့်တုံ့ပြန်နေတာမဟုတ်တော့ပဲသူ့ရဲ့အသိမှတ်ပြုခံခြင်းနဲ့အားနည်းချက်ကိုမန်နေဂျာကမိသွားပြီးအဲ့ဒီအချက်ကိုပဲအသုံးချခံနေရတာဖြစ်ပါတယ်။ဒါဖိအားပေးဖို့အချက် pressure point ကိုရှာတွေ့သွားတဲ့အခါဘယ်လောက်ထိရောက်သွားလဲဆိုတာကိုပြနေတာပါပဲ။တခြားတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကိုတင်လိုက်ပြီးထိမ့်ညှိပေးနေရတဲ့အခါဒီအချိန်တွေကိုရောက်လာတဲ့အခါမှာတော့လွှမ်းမိုးချုပ်ကင်မှုဟာပုံကိုယ်ရေးအရာအရန်ကိုနှက်နဲလာပါတယ်။ဥပမာအားဖြင့်တင့်ရဲ့အဖော်ဒါမှမဟုတ်အနီးကပ်ဆုံးလူတစ်ယောက်ကစိတ်ဆိုးလာတာနဲ့တင်ကကိုယ့်ရဲ့အပြုတ်မှုကိုချက်ချင်းပြောင်းလဲလိုက်တာသူတို့ကအလှမ်းဝေးသွားတယ်လို့ခံစားရတာနဲ့တင်ကပဲအလျှော့ပေးတောင်းပန်လိုက်တာဒါမှမဟုတ်သူတို့စိတ်ပြတ်သွားမှဆိုလို့ကိုယ့်ရဲ့ကိုယ်ပိုင်ဆန္ဒတွေကိုဆွန့်လွတ်လိုက်တာမျိုးတွေဖြစ်လာတတ်ပါတယ်။သူတို့တခုခုစိတ်မသက်မသာဖြစ်မှာကိုကြောက်တဲ့အတွက်သူတို့ဘာမှမမေးခင်ကတည်းကကြိုတင်ပြီးဆင်ခြင်ပေးရှင်းပြနေမိတတ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ
တစ်ဖက်သူရဲ့စိတ်မချမ်းမြေ့စရာခံစားချက်တွေမဖြစ်လာအောင်တားဆီးပေးတဲ့နေရာမှာသင်ဟာအလွန်ကိုကျွမ်းကျင်လာပါလိမ့်မယ်။ဒါကိုသင်ကငြိမ်းချမ်းရေးအတွက်ဒါမှမဟုတ်ပြဿနာမတက်အောင်လို့အမိတက်ကောင်းတက်နိုင်ပါတယ်။တကယ်တော့တစ်ဖက်သူပေါ်စာနာထောက်ထားတာစိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးတာဒါမှမဟုတ်ကိုချစ်တဲ့သူစိတ်ထိခိုက်နေလို့ကို့အပြုမှုကိုတခါတလေပြုပြင်ပေးတာမျိုးဟာလူမှုဆက်ဆံရေးမှာပုံမှန်ဖြစ်ရမယ့်သဘောတဘာဝတွေပါပဲ။ဒါပေမဲ့ကျွန်တော်တို့သတိထားရမယ့်မြင်တဲ့ကြောင်ရှိပါတယ်။အဲ့ဒါကတော့သင်ဟာတစ်ဖက်သူရဲ့ခံစားချက်ကိုစာနာပြီးတုံ့ပြန်ပေးနေတာလားဒါမှမဟုတ်သူတို့ရဲ့ခံစားချက်တွေကိုအမြဲတမ်းပြေလည်နေအောင်ထိန်းညှိပေးဖို့တင့်မှာပဲတာဝန်ရှိနေတယ်လို့မျိုးခံစားနေရတာလားဆိုတာပါပဲအကယ်၍လူတစ်ယောက်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးနောက်တစ်ယောက်ကဘာလို့ခွင့်ရှိတယ်ဘာမလို့ရဘူးဆိုတာကိုအမြဲတမ်းဆုံးဖြတ်နေရပြီဆိုရင်ဒါဟာစိတ်ပိုင်းဆိုင်ရာပတ်မိုးမှုတွေမဟုတ်တော့ဘဲအပြုတ်မှုကိုလွှမ်းမိုးချုပ်ကင်တဲ့စနစ်တစ်ခု behavioral pressure ဖြစ်သွားပါပြီဒီလိုခြေအနေမျိုးကိုသိရှိနိုင်ဖို့အတွက်အမှန်တရားကိုအရှိတိုင်းဖော်ပြပေးနိုင်မယ့်မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ငါသာသူတို့ဖြစ်စေချင်တာနဲ့မတူတဲ့အခြားလမ်းကိုရွေးချယ်လိုက်ရင်ဘာဖြစ်လာမလဲဆိုတဲ့မေးခွန်းပါပဲအဲ့ဒီမေးခွန်းရဲ့အဖြေဟာသင်ဟာတကယ်လွတ်လပ်မှုရှိရလားဒါမှမဟုတ်တစ်ဖက်သူရဲ့စိတ်ခံစားချက်တွေအောက်မှာပုံသွင်းခံနေရပြီလားဆိုတာကိုရှင်းရှင်းလင်းလင်းပြသပေးပါလိမ့်မယ်အဆင့်၄ဆင့်ရှိသောအပြောင်းလဲကျွန်တော်တို့ပေါ်တက်ရောက်လာတဲ့လွှမ်းမိုးမှုတွေမှာသိတာထင်ရှားတဲ့အဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးအဆင့်ဖြစ်တဲ့စီယုံသိမ်းသွင်းခြင်း persuasion မှာတော့တစုံတစ်ယောက်ကတင့်ကိုအကျိုးအကြောင်းခိုင်ခိုင်လုံလုံပြပြီးပြောဆိုတတ်ပေမဲ့တင်ကတော့သူတို့နဲ့သဘောမတူရင်လွတ်လပ်စွာညှင်းပယ်ခွင့်ရှိနေပါသေးတယ်ဒုတိယအဆင့်ဖြစ်တဲ့လွှမ်းမိုးမှု influence ရောက်လာတဲ့အခါမှာတော့သူတို့ရဲ့အမြင်တွေကတင့်ရဲ့အပြုတ်မှုတွေအပေါ်မှာအနည်းနဲ့အများတက်ရောက်မှုရှိလာတတ်ပါတယ်ဒါပေမဲ့ဒါဟာလူမှုဆက်ဆံရေးမှာပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ကျမ်းမာတဲ့ပတ်သက်မှုမျိုးလည်းဖြစ်နေနိုင်ပါသေးတယ်ဒါပေမဲ့တတိယအဆင့်ဖြစ်တဲ့မိခိုမှု dependence ကိုရောက်သွားတဲ့အခါမှာတော့တင့်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေစိတ်လုံခြုံမှုတွေဒါမှမဟုတ်တင့်အတွက်အရေးကြီးတဲ့အရာတစ်ခုခုကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်သူတို့ပေါ်မှာပိုပြီးမိခိုအားထားလာရတာကြောင့်အင်အားချိန်ခွင်ရှာကတိတိတသာကိုစတင်ပြောင်းလဲသွားပါတော့တယ်နောက်ဆုံးအဆင့်ဖြစ်တဲ့ထိန်းချုပ်မှု control မှာတော့တစ်ဖက်သူရဲ့မကောင်းတဲ့တုံ့ပြန်မှုတွေသူတို့စီကရနေတဲ့အထောက်ပံ့တွေကိုရုပ်သိမ်းသွားမှာတွေဒါမှမဟုတ်သူတို့ရဲ့သဘောမတူမှုတွေကိုရှောင်လွှဲဖို့အတွက်ပဲတင့်ရဲ့အပြုတ်မှုတွေကိုအဓိကထားပြီးလိုက်ရောပြုပြင်ပြောင်းလဲလာရပါတယ်ဒီနေရာမှာအဓိကခွဲခြားသိမြင်ဖို့လိုတာကတော့ထိန်းချုပ်မှုဆိုတာတစုံတစ်ယောက်ကတင့်ရဲ့ရွေးချယ်ခွင့်တွေကိုအတင်းအဓမ္မပိတ်ပင်လိုက်မှစတင်တာမျိုးမဟုတ်ပါဘူးတကယ်တမ်းမှာတော့အခြားလမ်းကိုရွေးချယ်လိုက်ဖို့အတွက်တင်ပေးဆက်ရမယ့်တန်ဖိုးကအရန်ကြီးမားလွန်းလာလို့တင်ကိုယ်တိုင်ကအခြားလမ်းကိုမရွေးချယ်ရတော့ပဲသူတို့ဖြစ်စေခြင်းတဲ့အတိုင်းပဲလှုပ်ဆောင်လာရတဲ့အခြေအနေမျိုးမှာထိန်းချုပ်မှုကအမှန်တကယ်စတင်နေပြီဆိုတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဘာကြောင့်သတိမထားမိကြတာလဲအကယ်၍တစုံတစ်ယောက်ကတင့်ကိုပထမဆုံးစတွေ့တဲ့နေ့မှာတင်ဒီနေ့ကစပြီးမင်းရဲ့ဆုံးဖြတ်ချက်မှန်သမျှမချခင်ငါ့ကိုအရင်မေးရမယ်လို့လာပြောခဲ့မယ်ဆိုရင်တင်ဟာချက်ချင်းဆိုသလိုညှင်းဆန်တွန်းလှန်မိမှာမတိကျပါပဲဘာလို့လဲဆိုတော့ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုတိတိတသာချင်းချောက်လာတဲ့အခါမှာလူတွေရဲ့သဘာဝအရပဲပြန်ပြီးခုခံတတ်ကြလို့ပါဒါပေမဲ့တဖြည်းဖြည်းချင်းလွှမ်းမိုးလာတဲ့ပုံစံမျိုးကြတော့အဲ့ဒီလိုတိုက်ရိုက်ကြီးမဟုတ်ပဲလုံးဝကိုကွဲပြားတဲ့နီးလန်းနဲ့ချင်းကပ်လာတတ်ပါတယ်အစာပိုင်းမှာတော့သိငယ်တဲ့ပြုပြင်ပြောင်းလဲမှုလေးတစ်ခုလှုပ်လိုက်ရတာကတိတ်ပြီးအရေးမကြီးဘူးလို့ထင်ရပေမဲ့အဲ့ဒီနောက်မှာနောက်ထပ်တစ်ခုကူညီမှုတစ်ခုအလျှော့ပေးလိုက်တာမျိုးဒါမှမဟုတ်အားနာတဲ့စိတ်လေးနည်းနည်းဝင်သွားတာမျိုးကနေတဖြည်းဖြည်းမိခိုမှုတွေဖြစ်လာတတ်ပါတယ်တစ်ဖက်သူစိတ်ပြတ်သွားမှကိုကြောက်တဲ့စိတ်လေးတွေကနေသူတို့ပေါ်ပို့ပြီးအားကိုးလိုစိတ်တွေများလာတဲ့အထိအစင်တိုင်းဟာသူ့ဟာနဲ့သူကြည့်မယ်ဆိုရင်တော့အကျိုးအကြောင်းခိုင်လုံပြီးဖြစ်တဲ့ဖြစ်တတ်တယ်လို့ထင်ရတဲ့အတွက်ကြောင့်ဒီလိုလွှမ်းမိုးမှုပုံစံမျိုးကိုရုတ်တရက်ရိပ်မိဖို့အရန်ခက်ခဲသွားရတာပါလူတွေဟာများသောအားဖြင့်တစ်ခုချင်းစီချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကိုပဲတိကျခွဲပြီးကြည့်နေတတ်ကြပေမဲ့တကယ်အပြောင်းလဲကြီးကတော့အချိန်ကြာလာတဲ့အမျှတိတ်တိတ်ဆိတ်ဖြစ်ပေါ်နေတာဖြစ်ပါတယ်ဒါကြောင့်ကိုကိုပြန်မေးရမယ့်မေးခွန်းကဒါကိုငါကိုယ်တိုင်ရွေးချယ်ခဲ့တာလားဆိုတာမျိုးမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့အဲ့ရွေးချယ်မှုတွေကိုတကယ်လဲတင်ကိုယ်တိုင်ပဲပြုလုပ်ခဲ့တာဖြစ်နိုင်လို့ပါပဲတကယ်အရေးကြီးတဲ့မေးခွန်းကတော့ငါရဲ့ရွေးချယ်မှုတွေကဘာကြောင့်ဒီလောက်တောင်တဖြည်းဖြည်းချင်းပြောင်းလဲသွားရတာလဲဆိုတဲ့အချက်ပဲဖြစ်ပါတယ်စံသက်ချက်ကသူတို့ပြောတဲ့စကားတွေပေါ်မှာမူတည်တာမဟုတ်ပါဘူးလှည့်စားချုပ်ကင်မှု manipulation နဲ့ပတ်သက်လို့ဆွေးနွေးကြတဲ့အခါမှာတော့လူတော်တော်များများဟာတစ်ဖက်သူကဘာတွေပြောသလဲဆိုတဲ့စကားလုံးတွေအပေါ်မှာပဲအာရုံစိုက်လွန်းလို့အပြေမှန်နဲ့ဝေးသွားတတ်ကြပါတယ်တကယ်တမ်းမှာတော့သူတို့ပြောတဲ့စကားတွေထက်တင်ကသူတို့နဲ့သဘောထားကွဲလွဲတဲ့အခါဘာတွေဖြစ်လာသလဲဆိုတာကပိုပြီးတော့အရေးကြီးတဲ့သက်သေအထောက်အထားဖြစ်နိုင်ပါတယ်
ဒါကြောင့်ကိုဒီလိုမေးခွန်းတွေပြန်မေးကြည့်ဖို့လိုပါတယ်ငါတခုခုကိုညင်လိုက်ရင်ဘာဖြစ်မလဲငါကသူတို့နဲ့သဘောမတူတဲ့အခါသူတို့ရဲ့အကူအညီကိုမယူဘဲကိုယ့်ဘာသာဆုံးဖြတ်ချက်ချတဲ့အခါဒါမှမဟုတ်သူတို့ရဲ့သဘောတူညီချက်မပါဘဲတခုခုလုပ်တဲ့အခါဒါမှမဟုတ်အခြားတစ်ယောက်နဲ့အချိန်ဖြုံးတဲ့အခါမှာသူတို့ဘက်ကဘယ်လိုတုံ့ပြန်လာမလဲဆိုတာတွေကိုသေချာသတိထားကြည့်ရမှာပါလူသားတွေဖြစ်တဲ့အတွက်တစုံတစ်ခုပေါ်စိတ်ပြတ်တာတစ်ဖက်သူကိုစီးယုံဖို့ကြိုးစားတာနဲ့အမြင်မတူလို့ပြိပခဖြစ်တာတွေကသဘာဝအတိုင်းရှိနေနိုင်တဲ့ကိစ္စတွေပါပဲဒါပေမဲ့အဲ့ဒီဖြစ်ရတွေဟာအမြဲတမ်းပုံစံကွက်တစ်ခုလိုဖြစ်နေပြီးတင်ကတစ်ခုခုကိုညှင်းလိုက်တိုင်းမှာသူတို့ကတင့်ကိုအပြစ်ရှိသလိုခံစားရအောင်လုပ်မယ်တင့်ကိုလစ်လျူရှုပြီးရှောင်ဖယ်သွားမယ်ဒေါသထွက်ပြမယ်တနည်းနည်းနဲ့အပြစ်ပေးမယ်ပြီးတော့တင်ကသူတို့ဖြစ်စေခြင်းတဲ့အတိုင်းလိုက်ရောပေးလိုက်မှပဲပြန်ပြီးပြေလည်သွားတတ်တယ်ဆိုရင်တော့ဒါဟာတစ်ခုခုထူးခြားနေပါပြီဒီနေရာမှာအဓိကပြဿနာကတယောက်ယောက်ကတင့်ပေါ်လွှမ်းမိုးမှုရှိနေတာမဟုတ်ပဲသူတို့ဖြစ်စေခြင်းတာနဲ့မတူတဲ့အခြားလမ်းကိုတင်ရွေးချယ်လိုက်တိုင်းမှာပေးဆက်ရမယ့်စိတ်ပိုင်းဆိုင်ရာတန်ဖိုးနဲ့ဖိအားတွေကတဖြည်းဖြည်းမြင့်တက်လာနေတာပဲဖြစ်ပါတယ်အဆိုးအဝါးဆုံးနဲ့စိတ်နှောက်ယှက်အဖြစ်အရဆုံးဖြစ်နိုင်ခြေတစ်ခုဒီထက်ပိုပြီးတိမ်မွေ့တဲ့အချက်တစ်ချက်ရှိပါသေးတယ်ကိုယ့်ပေါ်လွှမ်းမိုးချုပ်ကင်ထားတဲ့သူဟာငါတော့ဒီလူကိုထိန်းချုပ်နေတာပဲဆိုပြီးအမြဲတမ်းတကူးတကရည်ရွယ်ချက်ရှိတွေးနေတတ်တာမျိုးမဟုတ်ပါဘူးအာနာဒါမှမဟုတ်လွှမ်းမိုးမှုဆိုတာကလူတိုင်းထင်သလိုတစ်ချိန်လုံးမကောင်းဆိုးဝါးတယောက်လိုစိတ်ပုတ်တဲ့စိတ်ကူးနဲ့လုံနေမှဖြစ်လာတာမျိုးမဟုတ်လို့ပါပဲတခါတလေမှတစ်ဖက်သူကသူတို့အတွက်အကျိုးရှိစေမဲ့ဆက်ဆံရေးပုံစံတစ်ခုကိုမတော်တဆသိသွားတတ်ပါတယ်ဥပမာအားဖြင့်ကိုကအမြဲတမ်းအလျှော့ပေးတတ်တာသူတို့ကပဲအမြဲတမ်းအနိုင်ရနေတာဒါမှမဟုတ်ပြဿနာတစ်ခုခုဖြစ်တိုင်းကိုကပဲလိုက်ပြီးအဆင်ပြေအောင်ဖြေရှင်းပေးနေတာမျိုးတွေပေါ့ဒီလိုပုံစံမျိုးကသူတို့အတွက်အလုပ်ဖြစ်တယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့အဲ့ဒီအပြုတ်မှုတွေကိုပဲထက်ကတလဲလဲလှုပ်လာပါတော့တယ်အဲ့ဒီလိုနဲ့ကြာလာတဲ့အခါမှာတော့ကိုယ်တိုင်ကပါအဲ့ဒီအခြေအနေကိုသိယူမိသွားပြီးဘာကသူတို့ကိုစိတ်ဆိုးစေမလဲဘာကသူတို့ကိုပျော်စေမလဲဆိုတာကိုအလိုလိုသိလာရပါတယ်ဘလို့စကားမျိုးပြောရမယ်ဘာတွေကိုတော့မပြောဘဲရှောင်ရမယ်ဘယ်အချိန်မှတောင်းပန်ပြီးဘယ်အချိန်မှငြိမ်နေရမလဲဆိုတာကိုကိုယ့်ဘာသာနားလည်သွားတဲ့အခါမှာတော့တစ်ဖက်သူကကိုယ့်ကိုဓာတ်ရိုက်ထိန်းချုပ်နေဖို့တောင်မလိုတော့ပါဘူးဘာလို့လဲဆိုတော့သူတို့ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်အောင်ကိုယ့်ကိုယ်ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုကိုယ်တိုင်ကပဲသင်ယူပြီးကျင့်သားရသွားလို့ပါပဲလူသားတွေစဉ်သက်မိတတ်တဲ့ထောင်ချောက်ဒါကပိုပြီးနဲ့နေတဲ့ထောင်ချောက်တစ်ခုလို့ဆိုရမှာပါကျွန်တော်တို့တွေကထိန်းချုပ်ခံနေရတယ်ဆိုတာကိုတစ်ဖက်သူကကိုယ့်အပေါ်တစ်ခုခုလာလောက်တာမျိုးလို့ပဲမြင်တတ်ကြပေမဲ့တကယ်တော့အထီရောက်ဆုံးထိန်းချုပ်မှုပုံစံကကိုယ့်ရဲ့အတွင်းစိတ်ထဲအထိရောက်လာတာဖြစ်ပါတယ်တစ်ဖက်သူကစုပေးတာအပြစ်ပေးတာနဲ့စိတ်ခံစားချက်ဆိုင်ရာအခြေအနေတွေကိုဖန်တီးလိုက်တဲ့အခါမှာတော့နောက်ဆုံးမှာကျွန်တော်တို့ကိုယ်တိုင်ပဲအဲ့ဒီစည်းကမ်းတွေကိုအသက်ဝင်အောင်ကိုယ့်အပေါ်ပြန်ပြီးဖိအားပေးလာကြပါတယ်သူတို့ရဲ့စိတ်အခြေအနေကိုအမြဲစောင့်ကြည့်နေရတာသူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုကြိုတင်ခန့်မှန်းနေရတာကိုပြောမဲ့စကားတွေကိုချင့်ချိန်တာနဲ့ကိုယ့်ရဲ့ရွေးချယ်မှုတွေကိုသူတို့အကြိုက်ပြောင်းလဲတာမျိုးတွေလုပ်လာကြပါတယ်သူတို့ရဲ့အတိအမှတ်ပြုမှုကိုလိုက်ရှာပြီးပြဿနာမဖြစ်အောင်အတတ်နိုင်ဆုံးရှောင်ရှားရင်းနဲ့ပဲဒီဆက်ဆံရေးကိုဆက်ပြီးထိမ့်သိမ်းထားကြတာပါအပြင်လူကကြည့်ရင်တော့ဒါတွေအားလုံးကကိုယ်ဆန္ဒနဲ့ကိုလုပ်နေတယ်လို့မျိုးထင်ရတတ်လို့ဒါဟာထိမ့်ချုပ်ခံနေရပါလားဆိုတာကိုရိပ်မိဖို့တောင်ခက်ခဲသွားပါတယ်တကယ်တော့တစ်ဖက်သူကကိုယ့်ရဲ့အပြုအမူတွေကိုဓာတ်ရိုက်ကြည့်လိုက်ပြီးညွှန်ကြားနေဖို့တောင်မလိုတော့ပါဘူးသူတို့ကကိုယ့်ရဲ့ရွေးချယ်မှုတွေပေါ်လွှမ်းမိုးနိုင်တဲ့ပတ်ဝန်းကျင်အခြေအနေတစ်ခုကိုဖန်တီးပေးလိုက်ရုံပါပဲအဲ့ဒီခါမှာတော့သူတို့ကိုပြန်တွန်းလှန်နေရတာထက်သူတို့ဖြစ်ချင်တယ်လို့ဖြစ်အောင်ကိုပဲထိန်းချုပ်လိုက်ရတာကပိုပြီးလွယ်ကူတတ်တာသွားပါတော့တယ်ဒါကိုဘယ်လိုမျိုးသတိပြုမိနိုင်မလဲဒီလိုအခြေအနေမျိုးကိုသိရှိနိုင်ဖို့အတွက်တစ်ဖက်သူဟာ toxic ဖြစ်နေသလားဒါမှမဟုတ်ကိုလှည့်စားနေသလားဆိုပြီးချက်ချင်းခေါင်းစဉ်တက်ဖို့မကြိုးစားပါနဲ့အောင်အဲ့ဒီလိုနာမည်တက်လိုက်တာကတစ်ခါတလေမှစောလွန်နေတတ်ပါလေအဲ့ဒီစားကိုအရင်ပြန်ဆန်းစစ်ကြည့်ပါဥပမာအားဖြင့်ဆက်ဆံရေးတစ်ခုမှာကိုယ့်ရဲ့ရွေးချယ်မှုတွေကတစ်ဖက်သူရဲ့သဘောတူညီချက်ဒါမှမဟုတ်သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ်မှာပဲတဖြည်းဖြည်းမူတည်နေပြီလားဆိုတာကိုအရင်ဆုံးသတိထားကြည့်ဖို့လိုပါတယ်ကိုပြန်ဆန်းစစ်တဲ့အခါမှာလေမိကွန်းတချို့ကိုပွင့်ပွင့်လင်းလင်းမေးကြည့်သင့်ပါတယ်တစ်ဖက်သူကအေးအေးဆေးဆေးတုံ့ပြန်မယ်ဆိုရင်ကိုကဘာကိုရွေးချယ်မလဲသူတို့ကိုနိုးလို့ညှင်းလိုက်တဲ့အခါဘာတွေဖြစ်လာသလဲဆက်ဆံရေးအစဉ်ပြေပြေနေဖို့အတွက်ကိုယ့်ဘက်ကဘလောက်အထိပင်ပန်းခံလိုက်ရောနေရသလဲဆိုတာမျိုးတွေပေါ့ဒါအပြင်ဒီဆက်ဆံရေးထဲမှာကိုဟာပိုပြီးကိုချတော့ပေါ်ကိုရက်တည်နိုင်လာသလားဒါမှမဟုတ်ပိုပြီးတော့ပဲမိခိုလာရသလားဆိုတာကိုလည်းတည်တည်ချာချာစဉ်းစားကြည့်ဖို့လိုအပ်ပါတယ်အရေးကြီးဆုံးကတော့ကိုကတစ်ဖက်သူပေါ်မိခိုနေရတာကဘသူ့အတွက်အကျိုးရှိသွားသလဲဆိုတာကိုရှာဖွေဖို့ပါပဲ
အခုလောလောဆယ်မှာတော့တစ်ဖက်သူကိုသွားပြီးဆွဆွဲတာမျိုးရန်ဖြစ်တာမျိုးမလုပ်ပါနဲ့အောင်လက်ရှိဖြစ်ပျက်နေတာတွေကိုပဲတည်တည်ချာချာစောင့်ကြည့်လေ့လာနေပါဘာဖြစ်လို့လဲဆိုတော့အပြောင်းလဲတစ်ခုမလုပ်ခင်မှာလက်ရှိအခြေအနေကိုတည်တည်ချာချာသိမြင်နားလည်ထားဖို့ကအရေးကြီးဆုံးအဆင့်ဖြစ်လို့ပါပဲစစ်မှန်တဲ့ရည်မှန်းချက်ဒီလိုအခြေအနေတွေကိုသတိထားဖို့ပြောရတဲ့ရည်ရွယ်ချက်ကလူတိုင်းကိုမယုံသင်္ကာဖြစ်နေဖို့ဒါမှမဟုတ်ဘသူ့ကိုမှဂရုမစိုက်တဲ့စိတ်ခံစားချက်ကင်းမဲ့တဲ့သူတစ်ယောက်ဖြစ်သွားဖို့မဟုတ်ပါဘူး။ကုညီမှုတိုင်းရဲ့နောက်ွယ်မှာထောင်ချောက်တစ်ခုရှိနေမယ်လို့အမြဲစိုးရိမ်နေရတာမျိုးဒါမှမဟုတ်လူတွေကိုလှည့်စားထိန်းချုပ်တဲ့ dark psychology လိုမျိုးနည်းလမ်းတွေအကြောင်းလိုက်ပြီးစိတ်ဆွဲလန်းနေဖို့လည်းမလိုအပ်ပါဘူး။တကယ်တမ်းရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ရွေးချယ်နိုင်စွမ်းကိုပြန်ပြီးရယူဖို့ပါပဲ။ကျမ်းမာတဲ့ဆက်ဆံရေးတစ်ခုမှဆိုရင်သဘောထားကွဲလွဲမှုတွေရှိနေပေမဲ့လည်းအဲ့ဒီဆက်ဆံရေးကပြိုကွဲမသွားဘဲခိုင်မြဲနေနိုင်တယ်လို့ကျမ်းမာတဲ့တငယ်ချင်းဖြစ်မှုဆိုတာကလည်းတစ်ဖက်ကနိုးလို့ညှင်းလိုက်တာကိုလက်ခံနိုင်စွမ်းရှိရပါမယ်။အလားတူပါပဲ။အရေးချင်းရှိတဲ့အထက်သူကြီးတယောက်ဆိုတာသူ့ရဲ့လက်အောက်ငယ်သားတွေကိုတစ်ချိန်လုံးအနီးကပ်စောင့်ကြည့်နေစရာမလိုပဲကိုချစ်တော့ဘော်ကိုယက်တည်နိုင်အောင်ပြိုးထောင်ပေးတတ်ပါတယ်။ချစ်သူနဲ့ပတ်သက်မှုမှာလည်းကိုလိုချင်သလိုမဖြစ်လို့စိတ်ပြည့်ရတဲ့အခါမှာတစ်ဖက်သူမှာတာဝန်ရှိတယ်ဆိုပြီးအပြစ်ပုံချတာမျိုးဒါမှမဟုတ်အဲ့ဒီစိတ်ပြတ်မှုကိုတစ်ဖက်သူကပဲလိုက်ပြီးဖြည့်ရှင်းပေးရမယ်ဆိုတဲ့ပုံစံမျိုးမလုပ်သင့်ပါဘူး။ခြုံငုံပြောရရင်တော့ကောင်းမွန်တဲ့ဆက်ဆံရေးတိုင်းမှာအခြေခံအကျဆုံးနဲ့အရေးကြီးဆုံးဖြစ်တဲ့ကိုယ့်ရဲ့ပင်ကိုယ်ပုံစံအတိုင်းလွတ်လပ်စွာရှိနေနိုင်ခွင့်အတွက်နေရာပေးထားရမှာဖြစ်ပါတယ်။ဗီဒီယိုစမှာပြောခဲ့တဲ့အမျိုးသမီးအကြောင်းကိုမှတ်မိအောင်ပါပါ။သူကဟုတ်ကဲ့အဆင်ပြေပါတယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီချိန်မှာသူကတကယ်ကိုလူလူလားလားနဲ့ပြောခဲ့တာလည်းဖြစ်နိုင်တယ်လို့သူ့ရဲ့ဆုံးဖြတ်ချက်ကတကယ်ပဲအဆင်ပြေနေတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးမေးခွန်းကသူဟုတ်ကဲ့လို့ပြောလိုက်တာမဟုတ်ပဲတကယ်လို့သာသူကနိုးလို့ညင်းလိုက်မယ်ဆိုရင်ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အချက်ပါပဲ။တကယ်လို့သူညင်းလိုက်တဲ့အခါမှာတစ်ဖက်သူကအဲ့ဒီညင်းဆိုမှုကိုလေးစားမှုရှိရှိနဲ့လက်ခံပြီးတယ်ဆိုရင်တော့ဒါဟာလွတ်လပ်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ဒါပေမဲ့သူညင်းလိုက်တာနဲ့တစ်ဖက်သူကစိတ်ဆိုးသွားမယ်။ကိုယ့်ကိုလစ်လူရှုပ်ပြီးခက်ဆိမ့်ဆိမ့်ဆက်ဆံမယ်။ကိုယ့်ကိုယ်အပြစ်ရှိသလိုခံစားရအောင်လုပ်မယ်။ဒါမှမဟုတ်အကူအညီပေးနေတာတွေကိုရက်ပစ်ပြီးကိုယ့်ကိုလူဆိုးတစ်ယောက်လိုခံစားရအောင်လုပ်မယ်ဆိုရင်တော့သူ့ရဲ့ဆုံးဖြတ်ချက်ဟာတောင်းဆိုမှုတစ်ခုတည်းပိုပြီးပြင်းထန်တဲ့အရာတစ်ခုကြောင့်ဖြစ်သွားပါပြီ။အဲ့ဒါကတော့တစ်ဖက်သူဘလို့တုံ့ပြန်လာမလဲဆိုတဲ့ကြိုတင်ခန့်မှန်းပြီးစိုးရိမ်မိတဲ့စိတ်ပါပဲ။ဒါကိုယ်တိုင်တည်တည်ချာချာသတိထားရမယ်အချိန်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့တရားရောက်ကကိုယ့်ဘောလွှမ်းမိုးမှုရှိနေနိုင်တယ်ဆိုတဲ့အသိသာဆုံးလက္ခဏာဟာသူတို့ကကိုယ့်ကိုဘာလုပ်ပါညာလုပ်ပါလို့တိုက်ရိုက်ခိုင်းနေတာမျိုးမဟုတ်ပဲကိုယ်တိုင်ကငါတကယ်ကောဘာဖြစ်ချင်တာလဲဆိုတဲ့မေးခွန်းကိုကိုမမေးတော့တဲ့အခြေအနေမျိုးဖြစ်နေတတ်လို့ပါ။ Robert Greene ရဲ့နည်းဥပဒေတွေမှာအာဏာနဲ့ပတ်သက်တဲ့ရန်ရာတွေဖြစ်တဲ့တစ်ဖက်သူကိုမိခွန်အောင်လုပ်တာရည်ရွယ်ချက်တွေကိုဖုံးကွယ်ထားတာအကွက်ချပြီးရရောပြတာနဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုအသုံးချတာတွေအကြောင်းကိုဖော်ပြထားပါတယ်။ဒါပေမဲ့ဒီချက်တွေကိုလေ့လာရတဲ့အသုံးဝင်ဆုံးသင်ခန်းစာကငါတခြားသူတွေကိုဘလို့ပြန်ပြီးလှည့်စားမလဲဆိုတာမဟုတ်ပါဘူး။ကိုယ့်ဘော်လွှမ်းမိုးမှုတွေကဘယ်အချိန်မှထိမ့်ချုပ်မှုဖြစ်သွားသလဲဆိုတာကိုငါရိပ်မိရဲ့လားဆိုတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တကယ်ရည်ရွယ်ချက်ကဒီကစားပွဲမှာပိုပြီးကျွမ်းကျင်တဲ့ကစားသမားဖြစ်လာဖို့မဟုတ်ပဲဒီကစားပွဲကကိုမသိမသာပြန်ပြီးကစားနေပြီလားဆိုတာကိုအချိန်မီသတိပြုမိဖို့ပဲဖြစ်လို့ပါပဲခုလိုမျိုးကိုယ့်ရဲ့အတွေးခေါ်တွေကိုပြောင်းလဲပေးနိုင်ပြီးပုံမတန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်လာစေမယ့်အကြောင်းအရာတွေကိုပိုပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ Growth Digest ရဲ့ Telegram Channel မှာလာရောက်လေ့လာဖို့ဖိတ်ခေါ်ခြင်းပါတယ်အဲ့ဒီမှာစာအုပ်အနှစ်ချုပ်တွေမကပဲစီးပွားရေး business နဲ့ပတ်သက်တဲ့ဘူးတုဒတွေဘဝနဲ့ဆိုင်တဲ့တွေးမြင်သစ်တွေကိုပါတနေရာထဲမှာစုံစုံလင်လင်နဲ့နေ့စဉ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Growth Digest Community ထဲမှာအတူတူလေ့လာသင်ယူရင်းဘဝကိုမြင့်တင်နိုင်ဖို့အတွက် Channel link ကိုတော့ video ရဲ့ description ထဲမှာထည့်ပေးထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုလက်မလွတ်စေဖို့အတွက်လည်းဒီ channel ကို like နဲ့ subscribe လုပ်ထားပေးပါဦးရှေ့ဆက်ပြီးတော့လည်းပုံမကောင်းမွန်တဲ့ဗီဒီယိုတွေနဲ့အတူပြန်လည်တွေ့ဆုံကြပါမယ်